မင်္ဂလာပါဒီနေ့ site thinking သင်ခန်းစာတစ်နဲ့နှစ်လေးလာပြီးတဲ့သူတွေအတွက်ကျွန်တော်တွဲဖက်ပေါ့နော်သင်ခန်းစာနှစ်ရဲ့တွဲဖက်လေ့ကျင့်ခန်းနံပါတ်3နဲ့နံပါတ်4ကိုဗီဒီယိုတစ်ခုထဲမှာပဲ sharing ပေးသွားမှာဖြစ်ပါတယ်သင်ခန်းစာ3ကိုတော့ကျွန်တော်တို့အတူတူဆိုပါမယ်ပေါ့နော်ဆိုလေ့ကျင့်ပါမယ် note ဖတ်ရင်နဲ့ဒါပေမဲ့သင်ခန်းစာ4ကိုတော့ထုံးစံတိုင်းပဲကျွန်တော်တို့ challenge လေးရှိပါမယ်ပေါ့နော် challenge ကဘယ်လိုသွားမလဲဆိုတော့ကျွန်တော်ကအားလုံးကိုတီးပြီးတော့ဆိုပေးပါမယ်ဘာ1ကပြီးတော့အားလုံးကဆိုပေါ့နော်ဘာ2ကိုဆက်ဆိုပြင်ဘာ3ကိုကျွန်တော်ဆိုမယ်အဲ့လိုမျိုးပေါ့နော်တဘာချင်းစီမှာကျွန်တော်တို့တယောက်တလဲဆိုတဲ့အခါမှာအားလုံး site rate ဘယ်လောက်ကောင်းလဲဆိုတာကိုကျွန်တော်ကြည့်လို့ရအောင်ပေါ့နော်အဲ့ဒါကျွန်တော်တို့နံပါတ်4ချမ်း challenge ရှိပါမယ်ဒီဗီဒီယိုထဲမှာကျွန်တော်တို့လေ့ကျင့်ခန်း2ခုလုပ်သွားပါမယ်နော် okay ကျွန်တော်တို့စကြရအောင်Okay ကျွန်တော်တို့သင်ခန်းစာလေ့ကျင့်ခန်း3ကိုအတူတူဆိုရအောင် Do mi so mi do 1 2 3 4 Do mi re fa mi so fa re mi do fa re so mi re fa so do so re mi fa re do so do fa mi do mi re mi do Okay ကဲဒါဆိုရင်နောက်ထပ်သင်ခန်းစာပေါ့နော်လေ့ကျင့်ခန်း၄ကိုဆက်သွားပါမယ်ဒီလေ့ကျင့်ခန်း၄ကကျွန်တော်အားလုံးကိုပြောခဲ့တဲ့အတိုင်းပဲ challenge အနေနဲ့ကျွန်တော်ကဘာ1ဆိုမယ်အားလုံးဘာ2ဆိုမယ်ပြီးရင်ကျွန်တော်ဘာ3ဆိုမယ်အားလုံးကဘာ4ပေါ့နော်တယောက်တစ်လက်ဆိုကြပါမယ်အဲ့ဒါကိုကျွန်တော်နှစ်ခါဆိုမယ်ပထမတစ်ခါကကျွန်တော်ဘာ1ကနေကျွန်တော်စဆိုမယ်ဒုတိယတစ်ခါကအားလုံးကဘာ1စဆိုမယ်အဲ့လိုမျိုးပုံစံပါနော်ကျွန်တော်ဖြင့်တော့ဆက်တီးပေးမှာပါကျွန်တော်တို့စရအောင်1 do mi so mi do 1 2 3 4 do mi re fa do mi so mi do fa re so mi do mi do mi so mi so mi Okay ဒီတစ်ခါအလုံးဒီဘာ1နဲ့စမယ်နော်ပြီးရင်ကျွန်တော်ဘာ2တယောက်တလဲဆက်သွားပါမယ် Do mi so mi do 1 2 3 go mi so re fa mi re so mi fa re mi re fa re do Okay ဒီ legend ခန်း3နဲ့4နဲ့အလုံးဆိုနိုင်ရဲ့လားတကယ်လို့ဆိုနိုင်တယ်ဆိုရင် comment မှာ yes လို့မှတ်ထားပေးပါတကယ်လို့မဆိုနိုင်သေးဘူးအခြား legend ဆရာလို့သေးတယ်ဆိုရင်သင်ခန်းစာ1 legend ခန်း1ကနေ9နဲ့သင်ခန်းစာ2 legend ခန်း1ကနေအခု4ထီကိုတေချာလေးဆက် legend ပေးပါပြီးတော့နားမလဲတာရှင်လဲဗီဒီယိုတစ်ခုချင်းစီရဲ့ comment မှာမေးထားလို့ရပါတယ်ခင်ဗျာပြီးရင်သင်ခန်းစာ9မှာကျွန်တော်အလုံးကိုအင်စာဆိုဖို့
ပြန်ပြီးတော့လာပြီးတော့တင်ပေးပါမယ်တကယ်လို့အားလုံးကအင်စာအတွက်အဆင်တင်ဖြစ်တဲ့ဆိုရင်လည်းအဆင်တင်ဖြစ်ပြီလို့ကျွန်တော် comment မှာပြောပြထားရပါတယ်နောက်တင်ခန်းစာမှာပြန်ဆောင်ကြပါမယ်ခင်ဗျာ